လောကကြီးမှာတဲ့ပဲကိုယ့်အလုပ်ကိုကိုလုပ်နေရင်ကုသိုလ်ရတယ်လို့၃မျိုးရှိတယ်ဗျာပထမဆုံးတိတ်ကရဟန်းတော်တဲ့သူရဲ့ရဟန်းကျင့်ဝတ်နဲ့သူ့ဟာသူကျင့်တာအလိုလိုနေသူ့ဒီဝိနည်းနဲ့နေအောင်ကျင့်နေတာနဲ့ကိုအလိုလိုသူကကုသိုလ်ကြာလှူဖို့တမ်းမလို့တဲ့သူ့ဟာသူကုသိုလ်ရတယ်နောက်တစ်ယောက်ကမင်းရဲ့ခရစ်တယ်သူ့မင်းရဲ့တရားနဲ့တာညီအောင်လုပ်တယ်တကယ်ကိုညီအောင်လုပ်လို့ရှိရင်တိုင်းလူပြည်သားအကုန်လုံးကိုအေးချမ်းချမ်းသွားနိုင်တဲ့အောင်လုပ်ပေးတဲ့အတွက်ကြောင့်စောင့်ရှောက်တဲ့သူ့မင်းရဲ့တရား10ပါးအဲ့ဒါတွေနဲ့ညီလို့ရှိရင်လည်းကိုအရှင်မင်းကဒီလိုလိုလေးကုသိုလ်ရတယ်အဲ့ရှင်မငါပတိဘုရားပထမတော့ကအဲ့ရှင်မကိုဘယ်တဲ့ကြောင့်မှအလကားနေရင်သူ့လိုသူလုပ်ရင်ကုသိုလ်ရတဲ့ဘာကြောင့်ထည့်ပါလိမ့်မလဲဟောမလားငါငယ်ငယ်တော့မသိဘူးအမှန်ပြောတာကြည့်ပါတော့သိတဲ့ခါအဲ့ဒီအဲ့ရှင်မမိမတယောက်ကမင်းမနေ့အဲ့ရနိုးလို့မျက်စိကွန်းတာလည်းမြင်တယ်လေအလုပ်သွားဖို့ရဲ့အငယ်လေးကောင်ကိုဖူးနေတဲ့ကောင်စားဖို့ဆံပြုတ်ပြုထားသူများအတွက်ချင်တယ်အဲ့ဒီသုံးပါလုံးကအဲ့ဒီတရားနဲ့မရင်အကုန်လုံးကမာလကိယပြောမယ်အဝစီချောင်းနေတော့ဘုန်းကြီးလည်းပဲဘုန်းကြီးတရားနဲ့မချင်ပဲနဲ့နေလို့ရှိရင်အဲ့ဒါအဝစီပဲအရှင်မင်းလည်းမင်းကြီးတရားနဲ့မကြည့်လို့ရှိရင်အဝစီကသူ့အတွက်ပတ်ဖို့နေပြီးသားကားပြီလို့ခေါ်တဲ့အရှင်မလည်းချောင်းနေတော့ပဲအဲ့ဒါဘုရားမျက်နှာမလိုက်ဘူးကြီးမြတ်စွာပြထားတယ်